တရားထုတ်တော်မယ်ဆိုလို့ရှိရင်ကာယမိမံဗမသထာဒီမံကာယဤကန္နာကိုကြီးကိုသမသထာစောင့်ပြီးသုံးသပ်ပါကွာခန္ဓာကိုယ်ကြီးကိုတရားဓမ္မတွေအမျိုးလုံးလေးဖိုက်ယောက်ျားဖြင့်ဓမ္မနဲ့ခွေးမိန်းမဖြင့်ဒူးလေးတုပ်ပြီးခန္ဓာကိုယ်စောင့်ကြည့်နေပါနော်ဘလို့ကြည့်ရမှာတော့ဗျာတို့မေးတော့မှရှင်သာရိပုတ္တရာရွတ်တဲ့ကာထာနောခမောကာယမိမံသမသရဤမံကာယဤခန္ဓာကိုယ်ကိုသမသရစောင့်ပြီးသုံးသပ်ကွာဘုရားရေဘာလို့အောင်စောင့်ပြီးကြည့်နေစောင့်ပြီးကြည့်တရားတော်ဘာလို့တရားဓမ္မတွေဒီခန္ဓာကိုယ်ကြီးဘယ်လိုလုပ်နေရမလဲယောက်ျားပြင်တင်မင်းကိုမိန်းမပြင်ဒီလိုလုပ်ပြီးခန္ဓာကိုယ်စောင့်ကြည့်နေမစောင့်မြန်လို့ရှိရင်လည်းဒီလိုလုပ်နေတာအသက်ကလေးမမရှူပြီးဒီကရာစောင့်နေတာပေါ့ဗျာဘလို့စောင့်ရမှာတော့လို့မေးတဲ့အခါကျတော့မှရှင်သာရိပုတ္တရာကပရိဇာနာထကုဏပုံနာပရိဇာနာအဖန်တလဲလဲစောင့်နေกว่าဓမ္မတို့ပါတယ်တော့စောင့်နေလို့ရှိရင်ဖြင့်ခန္ဓာကိုယ်စောင့်ပြီးအဖန်တလဲလဲစောင့်နေပြီဆိုတော့ခန္ဓာကိုယ်ကသူ့သဘောသူပြောလာတယ်မယ်ဓမ္မတွေသုံးနေတဲ့စကားရှိတာပဲအိုးတိုက်မွေနဲ့ပဂရိမွေနဲ့တိုက်မွေဆိုတာကသုံးပြောကတွေကတိုက်တဲ့မွေပေါ့ဗျာပဂရိမွေနဲ့မဲကမွေတဲ့မွေလည်းရှိတာပေါ့ဥက္ကမောမွေနှမျိုးမရှိဘူးလားအဲ့တော့ခင်ဗျားတို့ပြောနေတဲ့စကားကမွေမှန်တွန်းဖြောင်းပါပေါ့ကွာလို့ပြောကြဘူးမွေမှန်ဒါရင်တိုက်မွေဖြင့်မဖြောင်းဘူးပြောတာတိုင်းမွေဖြင့်မဖြောင်းဘူးလို့ပြောတာသဘောကျအဲ့ဒီမှာလည်းဒီတိုင်းမဲ့တရားဓမ္မတို့တဲ့ခန္ဓာကိုယ်ကြီးကအနိစ္စခန္ဓာကိုယ်မှုသူအဖန်တကယ်စောင့်ကြည့်နေပြီဒီမှာဖြင့်သူ့သဘောသူပြောတော့မယ်ခန္ဓာကဘာပြောမယ်သူ့သဘောသူကတိုင်းမွေမှမဟုတ်ပဲတရားဓမ္မတွေအမှန်မွေဖြင့်တော့ကျုပ်ဟာအနိစ္စပါကျုပ်ဟာဒုက္ခပါကျုပ်ဟာအနတ္တပါကျုပ်ဟာအတုပပါလို့ခန္ဓာ၅ပါးတွေကသူလူချွန်ညွန်ပြောပါလိမ့်မပြောပဲအဲ့တော့တရားဓမ္မဘုရားကလည်းဟောခန္ဓာကလည်းပြောဆိုတော့ဘုန်းကသုံးမထားတယ်ကဘောမကြိုက်ဘူးဘုရားကလည်းဒီခန္ဓာကိုယ်ကြီးကသဗ္ဗေသင်္ခါရအနိစ္စသဗ္ဗေသင်္ခါရဒုက္ခသဗ္ဗေဓမ္မအနတ္တလို့ပြောတော့ကိုယ်ကလည်းစောင့်ကြည့်နေတယ်သွားချုပ်ဒါလုံးသင်နေတာတော့တရားဓမ္မတွေစောင့်ကြည့်နေတာနဲ့သွားချုပ်တဲ့ခါကျတော့တရားသစ်တို့မောင်မရတို့ခန္ဓာကဘာပြောမယ်ရှင်ဩဘုရားမတို့တွန်းဟန်ဖြောင်းဆိုသလိုတရားဓမ္မတော့အိဋ္ဌရှိတော့အိဋ္ဌပြောပြီအနိစ္စဆိုတာဘာတုံးလို့ဆိုလို့ချင်းဒကာဓမ္မတွေခန္ဓာကိုယ်တွေကအသစ်ပေါ်လာတာဟူတွေ့ရဒကာဓမ္မတို့အနိစ္စအသစ်ပေါ်ပြီးပြောက်သွားတာဟူတွေ့ငကိုကမရှိဘူးစောင့်ကြည့်နေတော့မှသစ်ကလေးပေါ်လာပြီးဒီသစ်ကလေးပြောက်သွားတာဘာခေါ်ကြအခုနေမှဗျာရလာလိုက်တာလေလက်မောင်းလေးမှာခုမှရလာတာဆိုတော့သူအိဋ္ဌပေါ်လာပြီဒီရတဲ့နေရာမှာပြောက်သွားလို့ရှိရင်ဩဒီဥစ္စာသူ့သဘောသူပြောတာကိုလို့မဆိုနိုင်ဘူးလားသူကမောင်ဒီလိုလုပ်ရမှာနော်ခိုင်းနေမှကြနေမှာစိတ်ကလေးကတောင်ပြေးမြောက်ပြေးနဲ့ပြေးသွားတော့ငကိုကဒီပြေးတဲ့စိတ်ရှိသလားခုမှပြေးတဲ့စိတ်ခန္ဓာကိုယ်ရဲ့ပေါ်ပြီးခန္ဓာကိုယ်ရဲ့ပြောက်တာလားဘုမပေါ်ပြီးဘုမပြောက်တာဆိုတာသိကြပါလားအဲ့ဒီတော့ဘိုးမန်းတို့တွန်းရင်ပြောင်းဆိုတဲ့အတိုင်းဘုရားမောင်ကြီးပြပြန်ပြီးအိဋ္ဌပဲတကားဝမပြသေးဘူးလားအဲ့ဒီလိုပြတဲ့အခါကျတော့မှဒါပြန်စိတ်ရှိတဲ့ပုဂ္ဂိုလ်ကစိတ်ကလေးတွေကအခုပေါ်အခုပြောက်အခုပေါ်အခုပြောက်ဆိုတော့ဒါ
ဘောရဲ့ဘယ်လိုပြောက်တာတော့ဆိုတော့ဒကာရမတွေကမှတ်လိုက်တော့ခန္ဓာဘောရဲ့ခန္ဓာပြောက်တာဘယ်လိုဆိုကြဒါဖြင့်ခန္ဓာဘောရဲ့ခန္ဓာပြောက်တာဆိုတော့ဩဘုခန္ဓာကြီးကပေါ်လိုက်ပြောက်လိုက်ဆိုတော့ဟုတ်တော်အဘာဝတေနာအိသံဟုတ်တော်မမြင်ရရကပေါ်လာပြီမမျော်လင့်တဲ့နေရာပေါ်လာဟုတ်တော်မမျော်လင့်တဲ့နေရာပေါ်လာပြီပေါ့ဗျာအဘာဝတေနာဒီပေါ်တဲ့နေရာတည်း၌ပြောက်သွားခြင်းပြီအိသံအိသပဲမမျော်လင့်တဲ့နေရာပေါ်လာပေါ်တဲ့နေရာမှာဘာဖြစ်တော့အဲ့ဒါဘာခေါ်ကြဒါဖြင့်ဒီဥစ္စာဒကာဓမ္မတို့ဒီနေရာရလို့ဒီနေရာပေါ်ရင်လည်းပေါ်ဒီနေရာပြောက်ရင်ဘာဆိုကြဒီနေရာမှာဒကာနာရဲ့ဒီနေရာမှာပြောက်ရင်ဒီနေရာမှာကြားရဲ့ဒီနေရာမှာပြောက်သွားရင်ဒီနေရာမှာနာရဲ့ဒီနေရာမှာပြောက်သွားရင်ဩဒါဖြင့်ဒီနေရာမမျောတဲ့နေရာမှာပေါ်လာတယ်ပြီးတော့ဒီနေရာပြောက်သွားတယ်ဒါရီအနိစ္စပဲလို့ဆိုတာစောင့်ကြည့်တဲ့ပုဂ္ဂိုလ်မှာခန္ဓာကပြောပါတယ်စောင့်ကြည့်တဲ့ပုဂ္ဂိုလ်မှာခန္ဓာကပြောတဲ့အခါကြလို့ရှိရင်ဒကာဓမ္မတွေကငါကဘုရားကလည်းဟောတယ်အနိစ္စလို့ဟောတယ်ခန္ဓာကလည်းအခုပြောဖို့ဟာဆိုပြီးသုံးရကြရှားတယ်ကြောမှန်ပါဘုရားကလည်းသဗ္ဗေသင်္ခါရအနိစ္စမမေ့နဲ့ပေါ့ဗျာသဗ္ဗေသင်္ခါရဒုက္ခလို့ဘုရားကလည်းပြောဘူးလားသဗ္ဗေဓမ္မအနတ္တလို့ဘုရားကပြောဘူးလားဘုရားကပြောတာနဲ့ခန္ဓာကိုယ်စောင့်ကြည့်တဲ့အခါကျတော့မမျောတဲ့နေရာပေါ်လာပြီးဒီနေရာချုပ်ပြောက်သွားတာလေးပြောက်ပြက်သွားတယ်ပြီးမြင်လိုက်တော့ဘုရားကဟောခန္ဓာကပြောသောကြောင့်ဒီတရားဖြင့်မှန်ပါလို့ဆုံးဖြတ်ချက်ချဘုရားကဟောဒီတရားမှန်ပြီလို့ဆုံးဖြတ်ချက်ချပါဘုရားကဟောဒီတရားပဲနဲ့ဆိုကြမှန်ပြီဒီတရားအမြင်မှန်ပြီလို့မှတ်တယ်အဲ့တော့ဘုရားကဟောခန္ဓာကပြောတာဒကာဓမ္မတွေကဒီတရားအမှန်ပဲလို့သုံးပြည့်ချလိုက်တော့အမှန်ပဲလို့သုံးပြည့်ရတာသမာဓိကြီးမဝင်လာတယ်လို့မှတ်လိုက်ဒါစကားပြောနေတယ်လို့မောင်းမေးပါနဲ့အလုံးပင်ပြီးဒီကရာမဝင်လာတာသိအောင်လို့ပြောလိုက်ပါတယ်ခန္ဓာကဘုရားကဟောခန္ဓာကပြောတာကိုဟောဟုတ်ပြီလို့သုံးပြကြရင်ဟုတ်ပြီဆိုတာဘာပါလိမ့်သမာဓိရှိဒါပြန်မဲ့ခင်ပေါ့ဗျာသဘောကျလားသိပြီကြာမပါရဂရမရဒီဥစ္စာကြံလုံးသူလုံးလို့အောင်းမနေပါနဲ့ခမည်းတော်အခုကအယူပြောက်လို့ဒီဥစ္စာမှန်မြင်တာဆိုတာကိုလည်းသိကြအောင်လို့ရှင်းရှင်းလင်းလင်းပြောနေပါတယ်ဆိုတာကိုဘောသဘောကျလားဘုရားကသဗ္ဗေသင်္ခါရအိစ္ဆသဗ္ဗေသင်္ခါရဒုက္ခသဗ္ဗေဓမ္မအနတ္တလို့ဟောထားတယ်ခန္ဓာကိုယ်ကိုယ်လုံးအိစ္ဆဒုက္ခအနတ္တသာရှိတယ်ကွာလို့မဟုတ်ဘူးလားဟုတ်ပါဘူးဘုရားကဟောပြီဘုရားဟောတဲ့ကျွတ်တော့စောင့်ကြည့်ဘုရားဟောတဲ့ကျွတ်တော့ဘယ်လိုပါလဲကြသတိထားတော့ဒီနေ့အလုံးပင်နေတဲ့တရားတော်ဂရမတွေကြသတိထားပါအလုံးပင်နေတဲ့တရားပရိစိတ်နေရမယ်တရားမဟုတ်ဘူးစောင့်ကြည့်နေရမယ်တရားဥက္ကမောင်ပရိစိတ်နေတာတော့ဟိုကအနိစ္စရောက်ပြီမဲ့ကိုကပရိတလုံးချရမှချပြတယ်ဒီနေ့ပရိချတဲ့ထဲမှာအနိစ္စကဘာရင်မှပါတယ်သဘောပါလားအဲ့တော့ဘုရားကအနိစ္စဒုက္ခအနတ္တလို့ခန္ဓာကြီးမဟောဘူးလားကိုကဘာလုပ်ရမလဲစောင့်ကြည့်နေတော့ခန္ဓာကမမျောတဲ့နေရာပေါ်လာပြီးဒီကရာဇာကနေပြောက်သွားဇာကနေပြောက်သွားတော့ဒါဘုရားပြောတာပါလေယုံရအမှန်ဟောမြင်မလားအဲ့ဒါပါဆိုလို့အဲ့ဒီသမာဓိကြီးကမဲ့ခင်၅ပါးနဲ့မြင်တာတော့မှတ်လိုက်ကြပါဘု
တရားဓမ္မတွေဘယ်လိုမှတ်ကြမလဲ။ဒါတရားဓမ္မတွေသိကြကြပါလား။အလုံးကြီးကြီးနေပြီဥက္ကမောင်ကြီး။ဒါကလက်တွေ့တရားတွေတရားဓမ္မတို့တဲ့ခင်ဗျားတို့မှဉာဏ်တွေ့တရားတွေဖြစ်အောင်လို့သေးသေးချာချာရှင်သာရိပုတ္တရာကြီးကတော့ဟောရှာလို့ဒီလိနာပညာထဲမှာလည်းပါပါတယ်။ကာယမိမသမဂရပရိဇာနာထပုဏ္ဏပုံဏံကာယေသဘာဝံဝိရိတ္တဝနာဒုက္ခသန္တံကရိတ္တိမင်းဒီလိုသာမြင်နာမကြီးกว่าဒုက္ခဆုံးပါလိမ့်မယ်။ဒါရင်တရားဓမ္မတရားကလည်းပါဟောတယ်။အိဋ္ဌာပဲဟောတယ်။တရားကအိဋ္ဌာဒုက္ခအနတ္တဟောသည်။တရားပါဟောဘယ်သူဟောတာထားပါရဲ့ဘုရားသူ့ဟာသူဟောတာထားပါစီသူ့မြင်နဲ့သူဟောတာလည်းထားလိုက်ပါကိုယ်မြင်နဲ့မကြိုက်သေးလို့ရှိရင်စောင့်ကြည့်ပါဦးဥက္ကမောင်ပါတော့ကိုယ်မြင်နဲ့မကြိုက်သေးစောင့်ကြည့်ပါဂိုင်းဒါဖြင့်ကိုယ်မြင်နဲ့တရားဓမ္မတွေစောင့်ကြည့်တော့လက်ကလေးကရခြေကလေးကရတရားဓမ္မတွေဆိုင်ကြကပါရဏကုမပေါ်လာလားရတဲ့နေရာမှာပြောက်သွားတယ်တရားဓမ္မတွေဟုတ်တော်မမျောလည်းတဲ့နေရာဖြစ်ပေါ်လာ၏အဘာဝတ္တေနဒီနေရာ၌ပြောက်သွားခြင်းဒီပင်အနေကအိဋ္ဌာပဲတရားဓမ္မတွေမျောလည်းတဲ့နေရာပေါ်လာလားမမျောလည်းတဲ့နေရာပေါ်လာတရားဒီကြောကပေါ်ခြင်းပေါ်တယ်တရားဒီရင်ကပေါ်ခြင်းပေါ်တရားဒီနမေယပေါ်ခြင်းပေါ်တရားဒီជីဘောကပေါ်ခြင်းပေါ်ခြေလုံးကပေါ်ခြင်းပေါ်ဆိုတော့အများတို့မျောလင်းတဲ့နေရာပေါ်တော့ဘူးမမျောလင်းတဲ့နေရာပါအဲ့ပေါ်ပြီးတော့မမျောလင်းတဲ့နေရာမှာပဲဘာဖြစ်သွားပါလဲဩဒါဖြင့်အဲ့ဒါဘာခေါ်ကြမြင်ကြရလားလို့ဆိုတော့စောင့်ကြည့်နေတဲ့ပုဂ္ဂိုလ်လည်းမြင်တယ်စောင့်ကြည့်နေတဲ့ပုဂ္ဂိုလ်တော့မြင်တာပါလိမ့်ကြည့်ပါလေသမာပတ္တိဒီသမာဓိသမာမင်္ဂနောပတ္တိနိဣသမာတို့ကြောင့်သမာဓိဆိုတဲ့ဓာတ်မိစ္ဆာရိတိပဲပြီးဒီကလာသမာဓိသမာဓိဉာဏ်ရောက်လာတာစောင့်ကြည့်တဲ့ဖြစ်ဟာတေဘောတံပါလားဆိုတာပေါ်လာတော့တယ်ပေါ်လာသေးဘူးလားအဲ့ဒါသကုလရနေဒီဥပုပ်ကလည်းစောင့်ကြမှာဧကံလူတိုင်းဆိုသလိုပဲဖြစ်ကြတော့တရားဓမ္မကိုတဏှာမှာပြင်ဆိုင်ပြီးတဏှာစောင့်ကြည့်ကြပါဆိုတဲ့ဥစ္စာဒါပြောရတယ်ဟောရတယ်နော်ဒါရင်ဒါဖြင့်ဒါကခန္ဓာ၅ပါးခင်ဗျားတို့ထိုင်နေတဲ့ခန္ဓာ၅ပါးနော်ပြီးတော့မှယန္တိ60ဟောပါမယ်ဒကာဓမ္မတို့ဥက္ကမောအလုတ်ကလည်းသင်ရသေးတယ်နော်မသင်ရင်မကောင်းဘူးဗျအဲ့ဒါဒီခန္ဓာ၅ပါးကြီးနဲ့ဒကာဓမ္မတွေကတကူလားကျိုးဆောင်ဉာဏ်နဲ့ဆောင်မယ်ကြနေမှာဆောင်ဉာဏ်နဲ့ဆောင်ကြတယ်ကျိုးမာသေးလို့နောက်ဆုံးမှုကပိတ်ဆောင်ဉာဏ်နဲ့ဆောင်မယ်ခင်ဗျားတို့ကြောင်းတော့မပြောတော့ဘူးပေါ့ဗျာခင်ဗျားတို့ကြောင်းကတော့ကြော်ရည်ရသိများတယ်ကဲဒါဖြင့်ဒကာဓမ္မတို့ဒီလိုစောင့်ပြီးကြတာဟောဒီကနေစောင့်ကြည့်ပါဝန်းထဲကစောင့်အောင်ပါပဲစောင့်တာဒါတော့ပုံစံမှုပြရပါတယ်စောင့်ကြည့်နေတာကမဂ္ဂင်၅ပါးပฏิချာဝရိယစိုက်ပြီးစဉ်းစားနေကြည့်ပြီးသမာဓိနဲ့ကြည်ကြီးနေတာဆိုတာဝရိယလေးနဲ့လည်းမလျှော့တော့စောင့်ကြည့်နေတာ၅ပါးနဲ့စောင့်ကမောင်ဘယ်နှပါးနဲ့စောင့်ပါဒါကဝါရီဘယ်လောက်နဲ့စောင့်တာပါသူတို့က၅ပါးနဲ့စောင့်တယ်လို့ဆိုတော့ရှင်ဘုရားအရင်များဖြစ်နေသလားလို့ဒီလိုမယူပါနဲ့တဲ့သတိသမာဓိဆိုတာဒကာဓမ္မတို့သတိသမာဓိတော်ကြီးမှာလည်းလာပြီးသားဖြစ်နေတဲ့တွေ့ကိသံတော်ဝါကိသံပိတိပဇာနာတိဒီတော်ဝါဒီတော်မိတိပဇာနာတိလာတော့ကိုယ်ကစောင့်တဲ့သဘောလေးနဲ့ဒကာဓမ္မတွေအရင်သိနေတယ်လို့ဒီလိုမယူနဲ့စိတ်ထဲက
ဘယ်ဟာပေါ်လာလားငါပြန်နောက်ကလိုက်ပြအောင်လိုက်မယ်ဆိုတော့စောင့်တာလေဘယ်ဟာပေါ်လာလားပေါ့ဗျာနောက်ကအသိလိုက်မယ်ဆိုရင်ပြန်ဒါပါဆုံးအဲ့ဒါစောင့်တာပဲဆိုတော့ပေါ်လာပါလားသာကိုလွဲသွားမဆိုလို့ဒကာဓမ္မတွေယူဆတွေလွဲသွားမဆိုလို့စောင့်နေတယ်ဆိုတော့ဒီ၅ပါးကအရင်ဖြစ်နေတယ်ခန္ဓာကဖြစ်ပြကနောက်မှပြဒီလိုယူမှဆိုတဲ့အတွက်ဘုရားသခင်ကိုရမေကြီးကဒီလိုမယူနဲ့กว่าစောင့်ဆိုတာဒီလိုယူလို့မရဘူးဘာလို့ဆိုတော့ကိစ္စံတော်ဝကိစ္စံပိတိပဇာနာတိသွားတာကိုသွားမှပြရမယ်ဆိုတော့သွားတာကဒီဘင်းကပြရမှာကနောက်ကသဘောကျအဲ့တော့ဆရာသင်္သာသာဒကာဓမ္မတွေကမှတ်ထားပြီးတော့ရှေ့ကတခုခုပြလို့ရှိရင်နောက်ကဖြစ်အမြဲတမ်းပြီးအောင်ဟောင်းမဲ့ဆိုတာဒါစောင့်ကြည့်တာကိုသဘောကျကောင်းပြီဆိုတော့ဆိုလို့ရှိရင်လည်းရှင်းတော့ပါပြီတဲ့ကဲခန္ဓာကြီးကဓမ္မတွေထိုင်ကြပြီဘုရားရှင်မှာဖြစ်စေအိမ်မှာဖြစ်စေထိုင်ပြီးဒီကလာနေတော့ခန္ဓာကိုယ်ကြီးကဒကာသေးပြောလိမ့်မလို့ပြောလိမ့်မယ်ပြောလိမ့်မယ်ရှင်းတော့ဘာပြောမလဲလို့မေးတဲ့အခါကျတော့ရှင်းတယ်။ဩဆရာဘုန်းကြီးကလည်းမှားကြတယ်တို့ကိုကဲတင်တဲ့ဆရာဘုန်းကြီးကမှားကြတဲ့တရားထုတ်တယ်လို့ဒီစိတ်ကလေးတော့ပေါ်ပြီ။တရားထုတ်လို့မှားလိုက်တယ်ဆိုတော့တရားထုတ်ခြင်းတရားထုတ်လို့မှားလိုက်တော့တရားထုတ်ခြင်းနဲ့စိတ်ကလေးတရားဓမ္မတွေသံတော်မလားဘူး။ဒါလို့ရှိရင်သူရှိဥတော့ပေါ်လာတာပဲတရားပြင်းတဲ့စိတ်ကလေးတော့ဝန်းနဲ့ပေါ်လာဘူးလားပေါ်လာပြီးတဲ့ပြင်းနေတဲ့ခေါင်းကတောင်းပြီးဒီကရနောက်ကတခုသာပေါ်ရင်လိုက်မယ်ဆိုတာကခေါင်းကအာထုတ်ခြင်းတဲ့စိတ်ကလေးရှိမရှိကဲထားလိုက်ဒါပြန်အာထုတ်ခြင်းတဲ့စိတ်ကဘာလို့အနေစာတောင်းပြီးနေတာကနောက်ကလိုက်တာကမက်ကပဲနောက်ကလိုက်တာပဲဘောပါကြဩဒါဖြင့်ဒီလိုလိုက်တဲ့အခါကျတော့တရားရှားရသေးသလားအထုရှင်တဲ့စိတ်ကလေးကိုကအနိစ္စရဲ့လို့သူကျူးစွာလာပြောအထုရှင်တဲ့စိတ်ကလေးကဘယ်လိုလာပြောပါလဲအနိစ္စလို့သူကလာပြောတော့ဒီလိုကနောက်ကနေပြီးမက်ကနဲ့မိအောင်ဖမ်းလာသူကအနိစ္စလို့ပြောတော့ဒီတော့မက်ကနဲ့မေးအောင်ဖမ်းလိုက်တဲ့အခါကျတော့ဒါသတိသာဝရိယဆိုပညာနဲ့စောင့်နေတဲ့ပုဂ္ဂိုလ်မဟုတ်ခင်ပေါင်းပေါ်လာပါလားဒါပြန်တရားထုတ်ခြင်းတဲ့စိတ်ကလေးကဖြစ်ဖြစ်စောင့်ပြီးမေးအောင်ဖမ်းတာကမက်ကဖြစ်ပြီးဒီကနေတော့ဟောဒီကစပြီးကာလကဲစပြီးမိပြီဆိုရင်ဖြင့်မပေါ်ဒကာဓမ္မတွေမကြောက်နဲ့ကဲဆရာဘုန်းကြီးကရှူတဲ့စိတ်လေးရှိရှုတယ်တဲ့စိတ်လည်းရှုတယ်ဆိုပထမတစ်ချက်မိပြီးရင်နောက်အကုန်မိပါပဲပထမတစ်ချက်မိပြီးရင်ပထမတစ်ချက်မှာအဖမ်းချက်နေအဲ့တော့အခုယနေ့သင်လိုက်တာဒီဒကာဓမ္မဘာကိုသင်လိုက်ပါတော့ဆိုတော့ပထမအချက်မှာကြာနေရမှာဆိုလို့သင်လိုက်တာပထမအချက်မှာကြာနေရမှာဆိုလို့သင်လိုက်ပါတယ်ဆိုတော့ဥက္ကမောင်သဘောကျဘာလေးပေါ်လာမယ်ရှင်နော်တရားထုတ်ခြင်းနဲ့စိတ်ကလေးပေါ်လာတော့သူဟာတရားဓမ္မတွေစဉ်းစားကြည့်ငကိုကရှိတယ်လားကုမဒီနေရာပေါ်လာတာကုမပေါ်လာတဲ့နေရာမှာဟုတ်တော်ဘောဒေနာနေစံဆိုရင်ဒါလေးကပြောက်မသွားဘူးအဲ့ဒါလေးကစရှိအဲ့ဒါလေးစောင့်နေတဲ့မဂ္ဂင်၅ပါးနဲ့ရှိလိုက်တော့တရားထုတ်ခြင်းနဲ့စိတ်ကနေစာမရှိမှန်းသိတာကမဂ္ဂဆိုတော့ဒကာဝ၅ချက်ပါသွားပြီဥပဒနာမဲ့ခင်၅ချက်ပါသွားပြီမပါသေးဘူးလားခန္ဓာနဲ့ညာနဲ့တည့်သွားတယ်ခန္ဓာကဝိညာဉ်နဲ့ခန္ဓာစိတ်ဆိုတာဝိညာဉ်နဲ့ခန္ဓာဟောဒီညာနဲ့တည့်မသွားဘူးလားဒါဖြင့်ခန္ဓာနဲ့ညာနဲ့တည့်တော့ခန္ဓာကအနိစ္စလို့ပြောတော့ညာကလည်းအနိစ္စလို့ခေါင်းမြင်လိုက်